အိုးချေတုံးကကွယ်မင်းသားလေးပါဟာအင်မတန်ခမ်းနားလာတဲ့ရဲတိုက်ကြီးထဲမှာအချွေရန်တို့နဲ့အေးချမ်းစွာနေထိုင်တာပေါ့ကွယ်ဒီနေ့မှာတော့ပြုစားမှုအတက်ပညာတွေကိုတတ်တဲ့မော်ဆရာကြီးတဦးဟာခရီးထွက်လာရင်ငဲ့မင်းသားလေးရဲ့ရဲတိုက်ကြီးစီကိုရောက်ရှိလာခဲ့တာပေါ့ဟေးဒီမှာတငယ်နှင်းမုံနိုင်တွေကြလာမှာစိုးလို့ကွာကျုပ်ကိုဒီရဲတိုက်ကြီးမှာတညတာတဲကိုခွင့်ပြုပါတဲကိုခွင့်ပြုပါလို့ရဲတိုက်ကြီးရဲ့အဆောင်ကိုစုံးမကြီးကပြောလိုက်တာပေါ့အဆောင်ရဲမဲ့လဲမော်ဆရာမကြီးရဲ့တောင်းဆိုချက်ကိုမင်းသားလေးသွားပြီးလျှောက်တင်တာပေါ့ကွယ်မင်းသားလေးကိုယ်တိုင်လဲရဲတိုက်ထဲကနေထွက်လိုက်လာခဲ့ပြီးတော့နော်မော်ဆရာကြီးကိုကြည့်ရှုပြီးတော့အကဲခတ်လိုက်တာပေါ့ကျုပ်ကိုဒီရဲတိုက်ကြီးမှာတညတာတဲခွင့်ပြုပါဗျာတဲခွင့်ပြုပါလို့မော်ဆရာစုံးမကြီးကပြောတာပေါ့မဖြစ်ဘူးတင်ဟာတာမန်အဖွားကိုတယောက်တော့မဟုတ်မှန်းကြုတ်တိပါတယ်ဒါကြောင့်ကျွန်ုပ်ရဲ့ရဲတိုက်ထဲဝင်ရောက်ခိုးနားခွင့်မပြုနိုင်ပါဘူးဗျာမပြုနိုင်ပါဘူးလို့မင်းသားလေးကပြောလိုက်တာပေါ့ဒီတော့စုံးမကြီးကဒီလိုကြီးလားမောက်မာလာတဲ့မင်းသားတင့်ကိုကြုတ်ကျိန်စာတိုက်လိုက်မယ်တင်ဟာခုချက်ချင်းအယုတ်ဆိုးလောက်တဲ့တိရစ္ဆာန်တစ်ကောင်ဖြစ်စေမော်ဆရာမကြီးရဲ့ကျိန်စာကြောင့်မင်းသားလေးဟာတိရစ္ဆာန်ကြီးအဖြစ်သို့ချက်ချင်းပြောင်းလဲသွားခဲ့တာပေါ့ခင်ဗျာအလိုလေးခင်ဗျာကျုပ်တို့ရဲ့မင်းအရှင်သခင်ကိုဘယ်လိုများလုပ်လိုက်တာလဲလို့သူ့ရဲ့အရွှေရန်ကြီးကပြောတယ်ကွယ်မတရားမလုပ်ပါနဲ့ခင်ဗျားရဲ့ကျိန်စာတိုက်မှုကိုခုချက်ချင်းပယ်ဖြတ်ပေးပါခင်ဗျာလို့ပြောတာပေါ့ဟာမောက်မာလာတဲ့အရွှေရန်တွေတင်လို့ကိုပါကျိန်စာတိုက်ပြမယ်တင်လို့ဟာခုချက်ချင်းလူအတုံးဆောင်ပစ္စည်းများဖြစ်စေဆိုပြီးတော့ကျိန်စာတက်လိုက်တာပေါ့ကွယ်မော်ဆရာမကြီးရဲ့ကျိန်စာတိုက်မှုကြောင့်မင်းသားလေးရဲ့အရွှေရန်တွေအလုံးဟာလဲဖန်ပြီးအိမ်ဒီတကောင်ဖျောင်းတိုင်ခွက်နာယီဇွန်းစတဲ့ဘဝတွေကိုပြောင်းကုန်တော့တာပေါ့ဟာငါဘယ်လိုကြီးဖြစ်သွားပါလဲဟာဟိုတယောက်ကလည်းဘယ်လိုဖြစ်ပါလိမ့်ပေါ့ဒီလိုကြီးဖြစ်ကုန်တာကွနော်ဒီလိုနဲ့ပဲမော်ဆုံးမကြီးဟာငါအပေါ်မှာမောက်မာလာတဲ့ဟာတွေမှတ်ပြီလားဆိုပြီးတော့တဟိထားနဲ့အောကြီးနေတာပေါ့ကွယ်ဟေးဟောဒီမှာမော်နှင်းစီလေးစိုက်ထားခဲ့မယ်တွေ့လားမော်နှင်းစီကလေးကိုငါစိုက်ခဲ့မယ်ဒီမော်နှင်းစီရဲ့ပွင့်ဖက်တွေဟာတဖြည်းဖြည်းတစ်ဖက်ချင်းကြွေကျနေလိမ့်မယ်တွေ့လားနောက်ဆုံးပွင့်ဖက်မကြွေခင်မှာတင့်ရဲ့ရှစ်သူကဒီမော်နှင်းစီပွင့်ကိုနမ်းချိုက်လိုက်မှသာလင်တင်ရောတင့်ရဲ့အချွေရန်တွေပါမူလအဘဝကိုပြန်ရောက်မယ်နှုတ်မို့ဆိုရင်တော့ဒီပုံစံတိုင်းဆက်ပြီးတော့တစ်သက်လုံးနေပြီတော့လို့မော်ဆရာစုံးမကြီးကအဲ့လိုကျိန်စာတိုက်ခဲ့တာပေါ့ကွယ်မော်ဆရာမကြီးဟာဟားတိုက်လောင်ရည်လေးရဲ့ထွက်ခွာသွားခဲ့ရာတိရစ္ဆာန်ကြီးဘဝပြောင်းလဲသွားရတဲ့မင်းသားလေးနဲ့အရွှေရန်တွေဟာဘာမှမတတ်နိုင်ကြတော့ပဲရဲတိုက်ကြီးထဲမှာငင်းငိုင်သာကြံရိတ်ခဲရတော့တာပေါ့ကွယ်ဒီလိုနဲ့ပဲတနေ့မှာတော့ကွယ်အနည်းဝန်းကျင်ရှိသောရွာတရွာကမစ္စတာမော်ရီဆိုတဲ့လူကြီးတဦးဟာတစ်မြစ်တဦးတွေကိုလိုက်ရှာရင်းနဲ့မျက်စိလေကညအမောင်ထူးထူးမှာပေါ့ကွာရဲတိုက်ကြီးထဲမှာရောက်ရှိသွားခဲ့တော့တာပေါ့ညမောင်တော့မယ်ဒီရဲတိုက်ကြီးထဲမှာတညတာနားကိုလီမပဲဆိုပြီးတော့ကွယ်မစ္စတာမော်ရီဟာရဲတိုက်ကြီးတဲ့ကိုလှမ်းဝင်လာခဲ့တာပေါ့ငါရဲတိုက်ထဲကိုကွာကျူးကြော်ဝင်လာရဲသူပါလားလို့ပြောတာပေါ့သူ့ကိုတိရစ္ဆာန်ကြီးကတွေ့သွားတဲ့အခါမှာဒေါသအကြီးအကျယ်ဖြစ်သွားခဲ့တော့တာပေါ့တိရစ္ဆာန်ကြီးကလည်းမစ္စတာမော်ရီကိုဖမ်းဆီးလိုက်ပြီးအချုပ်ခန်းထဲကိုထည့်ထားလိုက်တော့တာပေါ့ကွယ်နောက်နေ့မနေ့မှာတော့ရွာမှာကြံရိတ်ခဲ့တဲ့မစ္စတာမော်ရီရဲ့တူရီတော်သမီးကလေးဘဲဟာလည်းစိတ်ဘူးပြီးဖခင်ကိုလိုက်ရှာတော့တာပေါ့ဖေညကတညလုံးပြန်မလာဘူးဖေဘာများဖြစ်ပါလေလို့တွေးနေတာပေါ့ကွယ်ဘဲဟာဖခင်ကြီးကိုလိုက်ရှာရင်းနဲ့ရဲတဲ့ရီနာကိုပဲပြန်လေပြီးတော့ရောက်ရှိလာခဲ့ပြန်တာပေါ့ကွယ်သမီးအဖေဒီမှာလေအချုပ်နှောင်ခံရရတယ်ကွအိုးဖေဖြစ်ရလေဖေရဲ့ဘဲဟာဖခင်ကြီးတို့ယူကျုံမြဖြစ်ပြီးရဲတဲ့ကြီးတွေကိုဝင်လာခဲ့တာပေါ့ကွယ်တိရစ္ဆာန်ကြီးနဲ့ပပင်းတိုးတော့တာပေါ့ဒီမှာရှင်ဘာဖြစ်လို့ကျမရဲ့အဖေကိုဖမ်းထားရတာလဲချင်းသူကငါ့ရဲ့ရဲတဲ့ထဲကိုခွင့်မတောင်းမဲ့ဝင်လာလို့ဖမ်းရတာပဲကွဖေကိုအခုချက်ချင်းပြန်လွတ်ပေးလိုက်ပါဖေရဲ့ကိုစားကျမကိုပဲဖမ်းပါကျမကိုဖမ်းရင်ဖမ်းပါလို့တိရစ္ဆာန်ကြီးကိုဘဲကပြောလိုက်တာပေါ့တိရစ္ဆာန်ကြီးကလည်းသောမောလှပတဲ့ဘဲကိုမြင်ချင်းသဘောကျသွားတာမို့ကွယ်ကောင်းပြီမစ္စတာမော်ရီကိုလွတ်ပေးလိုက်မယ်တင်သွားနိုင်ပြီသွားတော့ဘဲကိုရက်တိုက်ကြီးထဲမှာခေါ်ထားလိုက်တော့တာပေါ့ကွယ်တိရစ္ဆာန်ကြီးဟာလည်းဘဲကိုလှပခမ်းနားလာတဲ့အချမ်းခန်းထဲမှာကြာနာထားပြီးအကောင်းဆုံးအစားအစာတွေကိုကျွေးပြီးမဲ့ဘဲဟာအစားအစာတွေကိုဟဲ့မစားဘဲငင်းငိုင်လို့တာနေတော့တာပေါ့ကွယ်ဘဲတိတ်လာတဲ့မင်းကလေးရဲ့တိတ်လာတဲ့ဘဲလေးရဲ့မင်းကိုကြည့်ရတာကွာတငငယ်နဲ့ကွာဒီရဲကြကြီးထဲမှာတ
ဒီရက်တက်ကြီးထဲမှာနေရတာမပြောဘူးလားဘာတွေများလိုအပ်နေလို့မကြော်တာလေးကွယ်လို့တိရစ္ဆာန်ကြီးကဘဲလေးကိုမေးတာပေါ့အိုးဘယ်လိုလုပ်ပြီးပြောမှလဲအချင်းရသူရဲ့ဘဝမျိုးမှာဘယ်လိုလူမျိုးကပြောနိုင်မှလဲချင်းမင်းကိုကချုံအောင်ထားတာမဟုတ်ပါဘူးကွာအဲ့ဒီရဲ့ဒီရက်တက်ကြီးထဲမှာလေမင်းလေးလွတ်လွတ်လပ်လပ်နေနိုင်ပါရဲ့ကွာဒီမှာရှင်ကျမကိုဘယ်တော့ကြာဖမ်းထားမှလဲဘယ်တော့ပြန်လို့ပေးမှလဲလို့မင်းသမီးလေးကမေးတာပေါ့မင်းလေးကိုဘယ်တော့မှပြန်လို့မပေးတော့ဘူးဘာဖြစ်လို့လဲဆိုတော့မင်းလေးကိုတက်ရှင်နေလို့ပါကွာတက်ရှင်နေလို့ပါကိုပြန်ရှိပါလားမင်းမချောလေးရဲ့လို့ပြောတာပေါ့အိုးရှင်းလို့အယုတ်ဆိုးဆိုးတိရစ္ဆာန်ကြီးကိုပြန်ရှင်းနိုင်ပါဘူးတော့အယုတ်ဆိုးလို့ဒီတိရစ္ဆာန်ကြီးကိုကျမကဘယ်လိုလုပ်ပြီးရှင်းရမှာလဲရှင်းလို့ပြောတာပေါ့တိရစ္ဆာန်ကြီးဟာဘဲရဲ့အချစ်ကိုပြန်မရတဲ့အတွက်စိတ်ဆင်းရဲတော့ကဖြစ်ကငင်းငိုင်လက်မှန်ချလို့သာနေရတော့တာပေါ့ကွယ်အဲ့ဒီရစ်တွေမှာပဲမော်ဆရာမကြီးကျိန်စာတက်ပြီးထားခဲ့တဲ့နှင်းစီပန်းလေးကပွင့်ပတ်တွေဟာလည်းတစ်ဖက်ချင်းကြွေကြနေတော့တာပေါ့တနေ့မနေ့မှာတော့ကွယ်ဘဲဟာရဲတိုက်ကြီးတဲကနေထွက်ပြေးနိုင်မဲ့အပေါက်ကိုလိုက်ပြီးရှာတော့ပေါ့ရဲတိုက်ကြီးရဲ့ခြေတကားမကြီးကိုပိတ်ထားပြီးမဲ့လည်းထွက်လို့ရမယ်အပေါက်တစ်ခုခုတော့ခြေရမယ်ဆိုပြီးတော့မှဟောတွေ့ပြီတကားရွက်တရွက်ကိုကျဲဖြုတ်ဖွင့်လိုက်မယ်အဲ့ဒီရက်ပြုတ်ပြီးတော့ဖွင့်လိုက်ပြီးလို့ဆိုရင်ပေါ့ကွယ်ဘယ်လိုတွင်းနေနေပဲနောက်ဆုံးမှာတော့ဘဲဟာအမိုက်သွန်တဲ့အပေါက်လေးကိုခြာဖွေတွေ့ရှိသွားတော့တာပေါ့အဲ့ဒီအပေါက်ကနေထွက်ကရဲတိုက်ကြီးနဲ့ဝေးရာကြီးကိုထွက်ပြေးပါတော့တယ်ကွယ်ဟာအချင်းဟိုကောင်မလေးထွက်ပြေးသွားပြီဗျို့ဟာဟုတ်ပါလားတိရစ္ဆာန်ကြီးဟာဘဲရဲ့နောက်ကိုပြေးလိုက်သွားတော့တာပေါ့ကွယ်အိုးအသားစားဝင်မလူတွေပါလားကွယ်စီးနှင်းတွေဖုံးလွှမ်းနေတဲ့လွင်မြင်ကိုဘဲဖြတ်ပြေးစဉ်တွေးစာနေတဲ့ဝင်မလူတွေဟာဘဲကိုရက်ဆက်စွာကြိုက်ဖဲ့စားတော့ဖို့ဝိုင်းလာခြင်းပေါ့ကွယ်အမလေးကြကြပါအောင်ရင်ကြကြပါအောင်နဲ့မင်းမီးလေးဟာဘဲလေးကအော်နေရတာပေါ့အဲ့ချိန်မှာပဲတိရစ္ဆာန်ကြီးကရုတ်တရက်ရောက်ရှိလာပြီးဝင်မလူတွေကိုရဲရင်စွာတိုက်ထုတ်ပြစ်လိုက်တာပေါ့ကွယ်ကဲကွာပြောင်းဆိုတိရစ္ဆာန်ကြီးကလာပြီးတော့မှတိုက်ခိုက်လိုက်တယ်ကွယ်နောက်ဆုံးမှာတော့ဝင်မလူအများအပြားဟာလက်ကျတေဆုံးသွားပြီးကြံတဲ့အကောင်တွေကတော့ထွက်ပြေးသွားခဲ့ကြတာပေါ့တိရစ္ဆာန်ကြီးလည်းတွေးတန်ရဲနဲ့ဒဏ်ရာတွေပရဘွားရကနှင်းလွင်ပြင်းထဲမှာလဲကျနေတော့တာပေါ့ကွယ်အဲ့လိုမျိုးလဲကျနေတော့တာပေါ့အဲ့ဒီမှာပဲဦးရှင်းမှာဒဏ်ရာတွေအများကြီးနေပါလားဘယ်မင်းဟာကိုယ့်ကိုပြစ်ထားပြီးတွားရတယ်နော်တွားပါကွယ်တွားပါမင်းမှာကိုယ့်ရဲ့ရှိကိုလက်မခံနိုင်မင်းတွားလို့ရတွားပါတော့ကွယ်လို့တိရစ္ဆာန်ကြီးကပြောတယ်ကွယ်မတွားတော့ပါဘူးကျမကိုအသက်ဆုံးခဲ့ရင်ဒဏ်ရာတွေရထားတဲ့ရှင်းကိုထားရပြီးတော့ထွက်သွားရတော့အောင်ကျမအတဲကမကြောပါဘူးရှင်လာရဲတိုက်ကြီးစီကိုပြန်ရအောင်နော်လို့ပြောတာပေါ့ဘဲဟာတိရစ္ဆာန်ကြီးကိုရဲတိုက်ကြီးစီကိုဖေးမတွဲခေါ်လာခဲ့ပြီးဒဏ်ရာတွေကိုလည်းဆေးထည့်ပြီးကပြုစုရပေးရင်တိရစ္ဆာန်ကြီးပေါ်မှာတနာကျင်နာကရှင်းမြစ်တာတွေယူဖိတ်လာခဲ့တော့တာပေါ့ကွယ်ဘယ်လိုနေသေးလဲဟင်ခေါင်းတော်မူနေသေးတယ်ကွာခေါင်းတော်မူနေသေးတယ်ဒါဆိုဟောဒီနှင်းစီပန်းလေးရဲ့ရနံ့ကိုခြူချိုက်လိုက်နော်အမှုပြေသွားအောင်လို့ပြောတာပေါ့အိုးဘာဖြစ်လို့လဲချင်းမခြူတော့ပါဘူးခေါင်းမူပြီးတေချင်းတေသွားပါသေးလို့ပြောတာပေါ့ကွယ်ကိုရှိနေမိတဲ့မိန်းကလေးကမှကိုပြန်မချစ်နိုင်မင်းအသက်ရှင်လေးလို့ကောဘာထူတော့မှလဲကွာဘာထူတော့မှလဲလို့ပြောတာပေါ့အိုးရှင့်ကိုကျမပြန်ချစ်နေမိပါပြီရှင်နင်းတကယ်လားမိန်းကလေးရဲ့တကယ်ပါရှင်တကယ်ပါရှင်ဟာရုပ်ဆိုးပေမဲ့နှလုံးသားဖြူစင်သူဖြစ်ပြီးကျမရဲ့အသက်ကိုလည်းကယ်ခဲ့တဲ့သူပါအဲ့ဒါကြောင့်ကျမဒီရှင့်ကိုတိတ်ရှင်းနေရတာရှင့်လို့ပြောတာပေါ့ဒါကြောင့်ရှင့်ကိုပြန်ရှင်းပြီးသွားပါပြီရှင်အိုးဝမ်းသာလိုက်တာဘဲရဲ့ကိုလေတိတ်ဝမ်းသာတာပဲဘဲလေးရဲ့နော်ကဲဝမ်းသာရင်ခေါင်းမပြေတော့အောင်ဟောဒီနှင်းစီပန်းလေးရဲ့ရနံ့ကိုယူလိုက်နော်လို့ပြောတာပေါ့ဘဲဟာပွင့်ဖက်နေနေလေးပဲကြံတော့တဲ့မော်ဝင်နှင်းစီပွင့်လေးကိုယူလိုက်ပြီးမွေးသေးရလားမသိဘူးဆိုပြီးတော့မှနှင်းစီပွင့်လေးကိုနမ်းချိုက်ကြည့်လိုက်ရာအဲ့ဒီချိန်မှာပဲမော်ဆီယာမကြီးရဲ့ကျိန်စာပြေသွားပြီးတိရစ္ဆာန်ကြီးကနေမင်းသားလေးပြန်ဖြစ်သွားခဲ့တယ်လို့အိုးထူးဆန်းလိုက်တာဆိုပြီးတော့ဝိုင်းကြည့်နေတာပေါ့မင်းသားလေးရဲ့အချွေရန်တွေကလည်းလူအသွင်ပြန်ဖြစ်သွားခဲ့ကြတော့တာပေါ့ကွယ်ဝေကျိန်စာတင်းတဲ့ဘဝကလွတ်ပြီကွာလွတ်ပြီဟေးနဲ့အားလုံးဟာကျိန်စာပြတ်သွားတဲ့အတွက်ဝိုင်းပြီးပျော်ကြတာပေါ့ကွယ်အဲ့ဒီနေ့ကစားပြီးချောမောခင်ရတဲ့မင်းမီလေးနဲ့လှပချောမောတဲ့ဘဲတို့ဟာပျော်ရွှင်စွာဖြင့်တတဲလုံးပေါင်းသင်းဆက်ဆံနေထိုင်သွားခဲ့ကြတာပေါ့ကွယ်တုံမြင်လေးကတော့ဒါပါပဲတားတို့သမီးတို့ရေနော်